နာဂိမုံတိုင်းကြောင့်ကွယ်လွန်သွားရတဲ့ဝိညာဉ်တွေကို6ဖွဲ့မြင်တွေ့ရအောင်မယ်။အုံးပင်စုရွာဟောင်းပရိသတ်များအလုံးမင်္ဂလာပါရှင်။တုတ္တရင် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။2008ခုနှစ်မေလ2ရက်နေ့ညကတိုက်ခတ်ခဲ့တဲ့နာဂိမုံတိုင်းကအေယာဝတီမြို့ဝကျွန်းပေါ်ဒေသရဲ့တမိုင်းမှာဘယ်တော့မှဖျောက်ဖျက်လို့မရနိုင်တဲ့အနေအထားရုံတစ်ခုပါ။အဲ့ဒီညကအသက်ပေါင်းများစွာကိုသမုတ်တရားလိုင်းလုံးကြီးတွေကရရဆက်ဆက်ဝါမျိုးသွားခဲ့ပါတယ်။အဲ့ဒီလိုပြောက်ွယ်သွားခဲ့ရတဲ့ကြေးရွာပေါင်းများစွာထဲမှာအုံးပင်စုရွာဟောင်းဟာယနေ့တိုင်နန်လောကသားတွေရဲ့6ဘွယ်ရာချီရာလက်ရာတွေအထင်ရှားဆုံးကျန်ရစ်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။မုံတိုင်းမတိုက်ခင်ကအုံးပင်စုရွာကအုံးပင်တန်းကြီးတွေနဲ့တာယာလှပပြီးတော့အေးချမ်းတဲ့တန်ငါရွာလေးတွေ့ရပါ။ဒါပေမဲ့နာဂီရဲ့ရက်ဆက်တဲ့လိုင်းလုံးတွေကရွာသားအကုန်လုံးဒီပါကိုမိနစ်ပိုင်းအတွင်းမှာပဲတေမင်းနိုင်ငံစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။မုံတိုင်းပြည်မှာအသက်ရှင်ကျန်ရစ်သူအနေငယ်ကလည်းဒီကြေကွဲစရာနေရာမှာစက်မနေရေးကြတော့တာကြောင့်ရွာကိုစွန့်ခွာသွားခဲ့ကြပါတယ်။အဲ့ဒီချိန်ကနေစပြီးတော့အုံးပင်စုရွာကလူတွေနေတဲ့ရွာမဟုတ်ပဲဝိညာဉ်တွေစိုးမိုးတဲ့ကြက်ရွာတရွာဖြစ်လာခဲ့ပါတယ်။ညဘက်တွေမှာအဲ့ဒီရွာဟောင်းဘက်ကိုကြည့်လိုက်ရင်အမောင်အတိကျနေပေမဲ့အနီးနားကဖြတ်သွားတဲ့တန်ငါသည်တွေကတော့မမြင်အပ်တဲ့အရာတွေရဲ့လှုပ်ရှားမှုတွေကိုမကြာခဏမြင်တွေ့နေရဆဲဖြစ်ပါတယ်။အုံးပင်စုရွာဟောင်းရဲ့အချောက်ချားဆုံးမြင်ကွင်းကတော့ရေထဲမှာထိုးထွက်နေတဲ့အိမ်တိုင်ဟောင်းတွေပေါ်မှာဝိညာဉ်တွေထိုင်နေတာပါပဲ။လာရောင်ဖြောဖြောရှိတဲ့ညမျိုးတွေမှာရွာဟောင်းတွေကရေနစ်ကြံရတဲ့အိမ်တိုင်ငုတ်တိုတွေပေါ်မှာလူပုံတရံအမဲရောင်အရေးကြီးတွေငြိမ်သက်စွာထိုင်နေရကိုမြင်တွေ့ရတတ်ပါတယ်။သူတို့ဟာတစုံတစ်ယောက်ကိုစောင့်မျှော်နေတယ်လို့မျိုးပင်လယ်ပြင်ဘက်ကိုစိုက်ကြည့်နေကြတာပါ။လေပြင်းတိတ်တိတ်ညတွေမှာလေချုံတန်တွေကြားကနေကဲကြပါအောင်အမေရေးကဲပါအောင်ကလေးလေးကိုကူညီကြပါဆိုတဲ့ဆူဆူရှာရှာအော်ဟစ်တန်တွေဟာရွာဟောင်းရှိရာဘက်ကနေလွင့်ပါလာတတ်ပါတယ်။အဲ့ဒီတန်တွေကအစ်စ်နဲ့အရန်ကိုတုံလုံးလုံးတွားရောက်ကဲတင်ဖို့စ조사ခဲ့တဲ့တန်ငါတဲ့တချို့ကလည်းအနာရောက်တဲ့ခါမှာဘာမှမရှိဘဲနဲ့လေဟာနေကြီးကိုပဲတွေ့ခဲ့ကြပါတယ်။ညတကောင်ရန်ချိန်ပတ်ဝန်းကျင်တကူလုံးတိတ်ဆိတ်နေချိန်မှာအုံးမီစုရွာဟောင်းတွေကနေပုံမထိတ်လန့်စရာကောင်းတဲ့အတန်တွေထွက်ပေါ်လာတတ်ပါတယ်။လူသူမရှိတဲ့တောဟောင်းတွေကနေကလေးတွေအုပ်စုလိုက်ပြေးလွှားကစားနေတဲ့အတန်ရေမောတန်တွေနဲ့ခြေတန်တွေကိုအတိုင်းသာကြားရတတ်ပါတယ်။အမျိုးသမီးတွေရဲ့ကြေကွဲစရာကောင်းတဲ့ရှက်ကြီးတငယ်ငိုတန်တွေကလည်းအုံးပင်စုရဲ့ညတွေကိုပို့ပြီးတော့ခြောက်ခြားစေပါတယ်။ဘာသာရေးအရာရောနန်လောကအယူအဆအရပါလူတယောက်ဟာရုတ်တရက်ထိတ်လန့်တုန်လှုပ်စွာနဲ့တေဆုံးသွားရတဲ့အခါသူတို့ရဲ့စိတ်အာရုံဟာတေဆုံးသွားတဲ့နေရာမှာပဲဆွဲကက်ကြံရစ်တတ်ပါတယ်။အုံးမေစုရွာဟောင်းကဝိညာဉ်တွေဟာသူတို့ကိုသူတို့သိဆုံးသွားမှမသိပဲအရင်လိုပဲနေထိုင်နေကြခြင်းမိသားစုဝင်တွေကိုခွဲမသွားနိုင်ပဲဆွဲလန်းစိမ့်နဲ့စောင့်ဆိုင်နေကြခြင်းမကြွမလွတ်သေးပဲနဲ့အကူအညီလိုအပ်နေခြင်းစတဲ့အကြောင်းရင်းတွေကြောင့်အဲ့ဒီနေရာမှာတင် time loop အချိန်ဆက်ဝင်းတစ်ခုလိုပိတ်မိနေကြတာဖြစ်ပါတယ်။အုံးမေစုရွာဟောင်းကနာဂီရဲ့တန်ရာတန်ချက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ဝိညာဉ်များရဲ့ခိုလုံရာတစ်ခုဖြစ်နေပါပြီ။အဲ့ဒီနေရာကထွက်ပေါ်နေတဲ့အတန်တွေမြင်ကွင်းတွေဟာကြောက်စရာကောင်းရုံတင်မကဘဲနဲ့ကျမတို့ကိုသင်ခန်းစာတစ်ခုလည်းပေးနေပါတယ်။အဲ့ဒါကတော့တဘာဝဘေးအန္တရာယ်ရဲ့ရက်စက်မှုနဲ့ပျောက်ဆုံးသွားခဲ့ရတဲ့အသက်ဝိညာဉ်တွေအတွက်ကျမတို့ဘာတွေလုပ်ပေးနိုင်မလဲဆိုတာပါပဲ။သင်ဟာအေယာဝတီမြို့ဝကျွန်းပေါ်ဘက်ကိုရောက်လို့ညဘက်ဒီမှာအုံးပင်တန်းတွေရှိတဲ့ရွာပြဟောင်းတစ်ခုနားကဖြတ်သွားဖြစ်ခဲ့ရင်မလိုအပ်ဖဲကမ်းဘက်ကိုမကြည့်ပါနဲ့အဲ့ဒီနေရာမှာတင့်ကိုစိုက်ကြည့်နေရင်မျက်လုံးပေါင်းများစွာရှိနေနိုင်ပါတယ်အဆုံးထိကြည့်ပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်